ကျမတို့ဗျာဗျာတဲ့ ကျမ ဗျာဗျာ လူကြီးတယ် ကျန် ကျမတို့ကြအထူးကြီးမြင်တယ် စမမြင်ရဘူးလား စာမြင်ရတယ်ဆရာမအဖြူနဲ့ ဟုတ်တယ်လေဒါပေမဲ့ကျမ recording ယူတဲ့ဘက်မှာကျမဘက်မှာတော့ကျမရေးနေတဲ့တက်ပလက်မှာကျမလည်းစာမြင်ရတယ် recording ယူတဲ့ရှိမှာဆက်မှာကြတော့ โอ้ စာမပေါ်ဘူး အဲ့ ဗီဒီယိုကြည့်တဲ့အခါကျအတန်ပဲချရမှာရုပ်ကတစ်ချက်လောက်ပေါ်လိုက်ပျောက်သွားလိုက်တဲ့ကျမအဲ့ဒါကိုစိတ်တွေညစ်နေတာကြည့်စေခြင်းနဲ့ဗီဒီယိုလို့အတန်ရောရုပ်လေးရောနှစ်ခုလုံးကြည့်တော့ပုံမှတ်မိတာပေါ့နော်ပြန်ကြည့်ရတဲ့လူတွေအတွက်အခုရုပ်ကမမြင်မဲ့အမဲကြီးပဲဖြစ်ပြီးအတန်ပဲချရတယ်အဲ့လိုဖြစ်နေ ဟုတ်တယ်ဆရာမ မနေ့ကပညာသမားတွေကဆီယမတဲ့ရုပ်မမြင်ရလဲအတန်ကြားရရင်တင်တာတင်ပေးပါဆိုလို့တင်ပေးရတယ်နှစ်ကင်းမဲ့တင်တဲ့အချိန်ကျတော့ကြီးတာရုပ်လဲကြီးအတန်လဲကြီးညဘက်ဆိုရင်အမပေါ်လာပြီးပြီးပြန်ပြောက်သွားအောင်မယ်တစ်ချက်လေးလောက်ပေါ်လာလဲပြန်ပြောက်သွားလဲတစ်ချက်လောက်ပေါ်သွားလဲပြန်ပြောက်သွားလဲတင်လို့ရတာပဲကျေးဇူးတွေရအောင်ပဲဖြစ်နေဗျာဗျာမှာတဝိတိရှိမယ်ပတိတန်တေရှိမယ်ရုပ်သက်ရှိမယ်နော်ပြီးသွားရင်နောက်ဆုံးပစ္စယဝါဒနဲ့နေတယဝါဒမှာပဲရတဲ့ဝိထုကံဆိုတာရှိမယ်ဗျာဗျာပတိတန်တေအတွက်ကောက်တော့မယ်ဒီမှာခေါင်းစဉ်ဗျာဗျာပဝိတိအတွက်ကောက်တော့မယ်ဗျာဗျာပဝိတိလို့ပြောလိုက်ရင်နော်နှစ်ဖက်လုံးမှာနော်ထုံးစံအတိုင်းကျမတို့ဒါလေးချမယ်နော်ပစ္စည်းဘက်ချမ်းမှာနော်ပစ္စည်းဘက်အချမ်းမှာလဲပစ္စည်းဘက်အချမ်းမှာလဲဒါဗျာပစ္စည်းဘက်အချမ်းမှာလဲဗျာပစ္စယုတ်ပံအချမ်းလဲဗျာအဲ့တော့ကျမရုပ်ရတဲ့ပစ္စည်းနဲ့တင်လိုက်မယ်အဲ့တော့နာရတဲ့ပစ္စည်းကြတော့စိတ်တစားရုပ်ဖြုတ်ပလိုက်ရုံပဲအဗျာကရလို့ပြောလိုက်ရင်နာအဗျာကရတွေကဘာတွေရှိတယ်ဘာတရားတွေရှိတယ်နာအဗျာကရတွေကဝိပတ်ကရိယာ ဝိပတ်ကရိယာအဲ့ဒီဝိပတ်ကရိယာကိုမှတ်ထားပါကျမတို့နော်ဟေတုနဲ့မဂ္ဂသည်သာဟိဝိပတ်နဲ့သာဟိကရိယာဇာနာကြတော့ဒွေ30ကျင်တဲ့ဝိပတ်36မှာဒွေ30မရတဲ့တရားဝိပတ်26နဲ့ကရိယာ20ရမယ်ကျန်နာတွေအကုန်လုံးဝိပတ်36ကရိယာ20နဲ့သွားမယ်အခုဒါတဟဇာတတဟကြီးအတွက်ကောက်တာဖြစ်တဲ့အတွက်ကြောင့်နှစ်ဖက်လုံးမှာကျမနော်ဝိပတ်စိတ်နော်36ကရိယာစိတ်က20အဲ့ဒီဝိပတ်နဲ့ကရိယာမှာရှင်တဲ့စေတသိက်က38နှစ်ဖက်လုံးမှာနော်ဝိပတ်စိတ်36နဲ့နော်ကရိယာစိတ်က20စေတသိက်38ရတဲ့အတွက်ကြောင့်ဘာထည့်ရမလဲအစိတ်နာမည်ခန္ဓာဒါအာရမဏရဲ့နော်အာရမဏပစ္စည်းအတွက်ဆိုရင်ကျမတို့ယုံမထဲနဲ့အနန္တရပစ္စည်းအတွက်ဆိုရင်ယုံမထဲနဲ့အစိတ်နာမခန္ဓာမှာရက်လိုက်ယုံပါပဲတန်နဲ့ယုံရတဲ့ပစ္စည်းတွေဆိုရင်ကျမစိတ်တစားယုံလေးထဲလိုက်ယုံမယ်အဲ့ဒီမှာကျမပြောပါတော့မယ်ဟောဒီမှာစိတ်တစားခေါင်းထဲမှာကျမတို့မှတ်ထားလိုက်ပါကုသိုလ်တို့အာကုသိုလ်တို့နဲ့ပတ်သက်လို့ရုပ်ပိုင်ဘုံသက်အဗျာဗျာမှာဘတော်မှာဘုံမသက်နဲ့ဘာကြောင့်ဗျာမှာဘုံမသက်ရတယ်ဆိုတဲ့အကြောင်းပြောပါမယ်ကဲဝိပတ်36လို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီထဲမှာအရူပဝိပတ်ပါလားမပါဘူးလားပါတယ်ဆရာမ ဒါဆိုရင်ပြင်စာဝေါကာရဘုံ၌ဖြစ်သောအခါဘုံတက်လိုက်ရင်မှားမှာလားမှန်ပါလား
မှားပါမယ် မှားပါဆရာ ဘာဖြစ်လဲဆိုရင် तू ကဝိဘတ်36ပါလုံးပါရင်အဲ့ဒါကျမတို့ရဲ့ပြေစာဝေါ်ရောစတုဝေါ်ရောအကုန်လုံးပါတယ်ဒါကြောင့်ဗျာဗျာလို့ပြောလိုက်ရင်နော်အဲ့ဒီပဝိတိအခါယောပฏิတန်တိအခါယောလုံးဝဘုံမတက်ပါနဲ့တော့ကြရုပ်မြင်တိုင်းဘုံတက်လို့ပြောခဲ့တာအဲ့ဒါဗျာဗျာပဝိတိပฏิတန်တိနဲ့မဆိုင်ပါဘူးအဲ့ဒါလေးပဲအဲ့တော့ကျမတို့ဘုံတက်เสียမလိုဘူးဒါဆိုရင်ကျမတို့ဒီကောက်လို့ရပြီထုံးစံအတိုင်းအလဲမှာဝါရအတွက်ပစ္စည်းဘက်အချမ်းကတရားကိုကုကိုထဲ့ပစ္စယုပ္ပံဘက်ကတရားကိုကုပစ္စယုပ္ပံတရားယာဤနဲ့ပဲခဲ့အဲ့ဒါကတားကောက်ရဲ့ formula ပါပဲเนาะပစ္စည်းဘက်ချမ်းတရားကိုကုရေးပါကိုထဲပါအလဲမှာဝါရထဲပါဝါရပြီးရင်ပစ္စယုပ္ပံတရားကိုကူးထဲပါနောက်ဆုံးမှာပစ္စယုပ္ပံတရားယာဤနဲ့ပိတ်ပါဗျာဗျာပဝိတိဗျာဗျာပฏิတန်ဒီနှစ်ချက်မှာလုံးဝဘုံမတက်ပါနဲ့ဝိထုကံကောက်ရင်တော့ဘုံတက်ကမှာပေါ့နော်ဒါကြောင့်ခုကျမဗျာကဒေနအဗျာကဒံပဝိတိအခါဆိုပြီးခွင်းစခွင်းပိတ်လေးနဲ့ထည့်ဇောင်းမွေးပွဲမှာပဝိတိအခါပဲမေးရင်ပဝိတိအခါပဲဖြေပါပฏิတန်ဒီအခါတွေရုပ်သက်တွေထည့်ဖြည့်စရာမလိုသူမေးတဲ့မေးခွန်းကိုသာသေချာဖတ်ပါဝါရဖတ်ပါကာလဖတ်ပါပဝိတိကိုမေးတာလားပฏิတန်ဒီကိုမေးတာလားစသည်ဖြင့်ဝိထုကံကိုမေးတာလားဆိုတာကိုမေးခွန်းသေချာဖတ်ပါအဲ့တော့အဗျာကဒေနအဗျာကဒံ၌ပဝိတိအခါအဗျာကရောဓမောဟူသောကတာပု၏အရာကဝိပစိတ်နော်စတိန်သကရိယာစိတ်ဝိသစေတသိက်အထတိန်သအစိတ်နမခဏကိုဆွဲ၍ဖြစ်သောဝိပစိတ်စတိန်သကရိယာစိတ်ဝိသစေတသိက်အထတိန်သအစိတ်နမခဏထိုနမခဏပြုအပ်သောစိတ်တစားယုတ်ပစ္စယုပ္ပံတရားယာဤဒါရုပ်ရတဲ့ပစ္စည်းတွေအတွက်ကဲနံကြီးပဲရတဲ့ပစ္စည်းတွေအတွက်တစ်ခေါက်ထပ်ကောက်ပြမယ်နော်အဗျာကရေနအဗျာကဒံ၌ပဝိတိအခါအဗျာကရောဓမောဟူသောကတာပု၏အရာကဝိဘစိတ်စတိန်သကရိယာစိတ်ဝိသစေတသိက်အထာတိန်သအစိတ်နမခန္ဓာကိုဆွဲ၍ဖြေသောဝိဘစိတ်စတိန်သကရိယာစိတ်ဝိသစေတသိက်အထာတိန်သအစိတ်နမခန္ဓာပစ္စယုပ္ပံတရားယာဤအဲ့ဒါနံကြီးပဲရတဲ့ပစ္စည်းတွေရဲ့ဗျာဗျာပဝိတိဆိုရင်စိတ်တစားယုတ်လေးမထဲပါဘူးရုပ်ရတဲ့ပစ္စည်းတွေအတွက်ဆိုရင်စိတ်တစားယုတ်ထဲပါမယ်ကဲဒါဆိုရင်ကျမတို့ဗျာဗျာပဝိတိကတာကောက်လေးရကြပါပြီလား ရပါပြီဆရာမ ဟုတ်ပြီအဲ့ဒါဆိုရင်ကျမတို့ပฏิတန်ဒီကောက်ရင်ပฏิတန်ဒီစိတ်ဘယ်နှပါးရှိတာ19ပါအဲ့ဒီ19ပါးလေးအကြောင်းပြောမယ်အဲ့ဒီ19ပါးထဲမှာဟောကျမတို့ပိစာဝေါ်ပဲလားစတုဝေါ်ပါလား19ပါးပါတယ်ဟုတ်ပြီဒါဆိုရင်ဘုံတက်လို့ရလားရပါဘူးဒါပဲဒါကြောင့်ဗျာဗျာပဝိတိနဲ့ဗျာဗျာပฏิတန်ဒီကိုဘုံမသက်ပါနဲ့ပฏิတန်ဒီစိတ်ဆိုတာနဲ့စေတသိက်ဒီ35ဖြစ်သွားပါရင်နှစ်ဖက်လုံးမှာပฏิတန်ဒီစိတ်19ပါးပါပါတယ်ပါဠိတော်လေးလည်းနည်းနည်းလေးမှတ်မိအောင်ကျမတို့ထပ်ပြီးတော့ကောက်ပါမယ်ထပ်ဆိုပြမယ်ပေါ့နော်ကောက်မှာမို့ဆိုပြမယ်အဲ့တော့ကျမတို့ဒီမှာကတ္တတာယုတ်ဆိုတဲ့ကံမစားယုတ်ပေါ့နော်အခုချိန်မှဘယ်သူဝင်တာလဲမသိဘူးဆက်လောက်ဟုတ်လက်ခံမယ်လို့တော့ပျောက်သွားတယ်ကဲဟောဒီမှာကျမတို့သဟဇာတာရဲ့ပฏิတန်ဒီပါဠိတော်မှာနော်ကျမတို့ဘာပါလဲလို့ပြောရင်ခန္ဓာနော်ဝိထုတ္တဝိထုခန္ဓာနံဝိထုတ္တနဲ့မဟုတ်မှားလို့ဝိထုတ္တပြင်ဗလဲပညာဝါဒအတွက်ဝိထုံပဋိစ္စခန္ဓာခန္ဒီပဋိစ္စဝိထုံပစ္စယခန္ဓာစသည်ဖြင့်နော်
အင်ဥသုံးဝေးထုံခန္ဒီကိုအရင်ဆိုရမှာခန္ဒီပဋိစ္စဝေထုဝေထုံပဋိစ္စခန္ဓာအဲ့ဒီမှာဒါကျွန်မပဋိစ္စနဲ့ဆိုတာပစ္စည်းเนาะသဟစာဗာလဲပဋိစ္စဝါဒနဲ့ဆိုရင်လေခန္ဒီပဋိစ္စเนาะပစ္စည်းရနဲ့ဆိုရင်ခန္ဒီပစ္စယအော်ပဋိတန်နေအခါမှာဟုတ်ဒါသဟစာဓာကြီးခုနကျမတို့ဩကံတိတ်ကနေနာမရူပံเนาะဩကံတိတ်ကနေနာမရူပံဆိုပြီးတော့အဲ့ဒီလိုပဋိတန်နေအခါမှာယုံနဲ့နံတို့ဒီတဲ့အညမိညာလို့ဆိုထားတဲ့အတွက်ကြောင့်ဟောဒီမှာပဋိတန်နေနာမခန္ဓာကပစ္စည်းဖြစ်တဲ့အချိန်မှာအဲ့ဒီပဋိတန်နေနာမခန္ဓာမိတဲ့ဟရိယဝတ္ထုလေးကပစ္စယုပ္ပန္နဖြစ်ရတယ်အဲ့လိုပဲနော်ပဋိတန်နေနာမခန္ဓာလေးဝတ္ထုလေးဝင်ခွင့်တောင်းတာပြီးကန်ဒီမှာဘယ်သူလဲတော့မသိဘူးခုနတရခုနောက်တရဟရိယဝတ္ထုလေးပစ္စည်းဖြစ်တဲ့အချိန်မှာပဋိတန်နေနာမခန္ဓာလေးကပစ္စည်းဖြစ်ကြတယ်အဲ့ဒီနေရာလို့ကျွန်မတေချာရှင်းမယ်နော်မရှင်းရင်ပြောပါနော်ဟောဒီခန္ဒီဆိုတာတဲ့ကျွန်မတို့ပြောရမယ်နော်ဟရိယဝတ္ထုနဲ့တွဲဖြစ်တဲ့ခန္ဒီဆိုတာပဋိတန်နေအခါလို့ပြောကြပဋိတန်နေစိတ်ဟုတ်ပြီအဲ့ဒီပဋိတန်နေစိတ်ကဟရိယဝတ္ထုနဲ့တွဲဖြစ်တဲ့ပဋိတန်နေစိတ်ဆိုတာကပြင်စာဝေါကာရပဋိတန်နေအပေါ်မှာပဋိတန်နေစိတ်16ပါးကောက်ပြီးသွားပြီးဖြစ်တဲ့အတွက်နောက်ထပ်ဟောဒီခန္ဒီကိုပြောမယ်သေချာကျွန်မဒီနားလေးမှာဗပြပဋိတန်နေမှာမှားမှာဆိုလို့အရင်ဦးဆုံးနော်နှစ်ဖက်လုံးမှာဗျာပဋိတန်နေအတွက်နံကြီးပဲနံနေနှစ်ဖက်လုံးပါတဲ့အတွက်ကြောင့်အစိတ်နာမခန္ဓာယူမယ်ဟုတ်လားနှစ်ဖက်လုံးမှာနံပါလို့နော်အစိတ်နာမခန္ဓာနှစ်ဖက်လုံးယူမှာပြန်ရေးမယ်ကျွန်မနည်းနည်းလေးမြင်အောင်နော်ဒီဗျာပဋိတန်နေလေးကမခက်ပါဘူးဒါပေမဲ့ပစ္စည်းတရားလေးကြံခဲ့တယ်လို့နော်အဲ့တော့ဗျာမဟုတ်ပါဘူးဒါကပစ္စည်းဘက်အချမ်းဒါကပစ္စယုပ္ပံအချမ်းအဲ့တော့ပဋိတန်နေအခါဖြစ်လို့ပဋိတန်ဒီစိတ်19စေတသိက်35နှစ်ဖက်လုံးမှာပါတယ်နော်ပဋိတန်နေ19နဲ့စေတသိက်35နှစ်ဖက်လုံးမှာနာမ်နေရှိတဲ့အတွက်ကြောင့်ကျွန်မအစိတ်နာမခန္ဓာရေးလိုက်ပါပြီမကြံခဲ့အောင်အစိတ်နာမခန္ဓာပြီးသွားရင်ရုပ်ရတဲ့ပစ္စည်းတွေဆိုရင်ကတ္တတာရုပ်နည်းနည်းလေးမေးကြည့်မယ်ကျမတို့ကာလူပုံသားတွေနော်လူပုံသားတွေပဋိတန်နေခါမှာကမ္မစကလက်ဘယ်နှစီးရလဲ3စီးဟုတ်ပြီနော်နက်တွေဆိုရင်လေ9စီးပေါ့ဥပပတ်နက်တွေဆိုရင်နော်ပြမာတွေဆိုရင်လေ4စီးပေါ့ဒါဆိုရင်ကျမဒီမှာကတ္တတာရုပ်ထဲမှာကျမတို့နော်အမြင့်ဆုံးကမ္မစကလက်9စီးရှိတယ်လို့မှတ်ထားပါဒီမှာဘာဝကတ္တဝါတိုင်းအတွက်ဆိုရင်ဘာဝနှစ်ခုလုံးအကုန်ရတယ်ပေါ့ကမ္မစရုပ်တွေရတယ်ပေါ့မှတ်ထားပါပြီးသွားရင်နောက်ထပ်ရေးမှာကခန္ဒီပစ္စယပဋိစ္စဝတ္ထုအဲ့တော့နောက်ပြီးဝေထုပဋိစ္စခန္ဓာဒီအလွန်လေးကိုပဲတစ်ချက်ကြည့်ပြီးပြောမယ်နော်တစ်ဖက်ကနံတစ်ဖက်ကရုပ်ဆိုရင်အဲ့ဒီနံဒီအစိတ်လားအစိတ်အပေါင်းလားစိတ်ပေါင်းဒါဆိုရင်အဋ္ဌိခန္ဓာလေးနော်ပဋိတန်နေနာမခန္ဓာလေးပစ္စည်းဖြစ်တဲ့အချိန်မှာဟရိယဝတ္ထုကပစ္စယုပ္ပံဆိုရင်အဲ့ဒီ
ပဋိသန္ဓေနာမခန္ဓာသည်အစိတ်အပေါင်းပါအဲ့ဒီလိုပဲအောက်ကဝိထုံပဋိစ္စခန္ဓာဝိထုလေးပစ္စည်းဖြစ်တဲ့အချိန်မှာခန္ဓာသည်ပစ္စယုပ္ပံတချမ်းထဲမှာပဲနာရှိတော့အစိတ်အပေါင်းကဲအစိတ်အပေါင်းသိသွားပြီနောက်တစ်ဆင့်ထပ်ပြောမယ်ပဋိသန္ဓေဟိုးထိတ်မှာစိတ်16ပါးယူထားတဲ့ထဲမှာအဲ့ဒီဟရိယဝတ္ထုလေးနဲ့အတူတကွအပြန်အလှန်ဖြစ်တဲ့ပြင်စာဝေါကာရပဋိသန္ဓေ15ပါးပါပြီးသားပါရပြီးသားပါကောက်ပြီးသားပါဒါကြောင့်နှစ်ခါမကောက်ဘူးဒါပေမဲ့အစိတ်အပေါင်းဆိုတဲ့နာမခန္ဓာလေးကိုနောက်တစ်ခေါက်ထည့်ရမယ်တခါလေသူကပဋိသန္ဓေစိတ်16ပါးထဲမှာပြင်စာဝေါကာရပဋိသန္ဓေ15ပါးပါပြီးပြီမို့လို့အရေးအတွက်ကိုနောက်တစ်ခေါက်မပြောတော့ဘဲနဲ့အစိတ်အပေါင်းနာမခန္ဓာဒါဆိုရင်ကျမတို့နှစ်ဖက်လုံးမှာနှစ်ဖက်လုံးမှာခန္ဓာတွေပါတဲ့အတွက်ကြောင့်အစိတ်အပေါင်းနာမခန္ဓာကိုတူရအုပ်စုခဏခဏနှစ်ခေါက်သုံးခေါက်တွေကောက်เสียမလို့တူရကိုတခါတည်းပေါင်းထဲမှာကဲနောက်ထပ်ပေါင်းတာလေးပြောမယ်ဒါဆိုရင်ပေါင်းလိုက်ရင်ဟောဒီခန္ဓာလေးဖြုတ်လိုက်တော့ခန္ဓာမရှိတော့ဘူးအဲ့တော့ခန္ဓာမရှိတော့ရင်ဘာတော့ကြံသေးလဲဆိုရင်ဝိထုတော့ကြံသေးတယ်ဒါကြောင့်ကျွန်မအပေါ်မှာဟရိယဝိထုလို့ထည့်လိုက်ပါမယ်ဟရိယဝိထုထည့်ပြီးကဲဒီဘက်မှာလည်းအစိတ်အပေါင်းပစ္စယုပ္ပံဘက်မှာလည်းအစိတ်အပေါင်းနာမခန္ဓာလို့ထည့်ပြီးွားရဖြစ်တဲ့ကြောင့်ကျွန်မခန္ဓာကိုဖြုတ်လိုက်ပါပြီဝိထုကြံကတ္တတာယုတ်ကကမ္မစကလတ်တွေဆိုင်ရာ9စီးတို့3စီးတို့4စီးတို့ထဲမှာဝိထုတတကကလတ်ကောပါလားမပါဘူးလားပါတယ်ဒါဆိုရင်အဲ့ဒီကိုလေဝိထုလေးကိုနောက်တစ်ချိန်တီးတန့်ပြเสียမလို့သိရမှာအဲ့ဒီဝိထုလေးဒီကတ္တတာယုတ်ထဲမှာပါပါတယ်လို့သိရမယ်ဒါဆိုရင်ကျမတို့ကဝိထုလေးကိုတီးတန့်ဖော်ပြเสียမလို့ပဲနဲ့ဒါနောက်ဆုံးချုပ်လိုက်တာကတ္တတာယုတ်ထဲမှာအဲ့ဒီဝိထုလေးပါသွားပြီလို့မှတ်ပါအခုကျမဒါလေးယူလိုက်တာအစိတ်အပေါင်းနာမခန္ဓာယူလိုက်တာကတ္တတာတွေကိုဝိထုကိုယူလိုက်တာဒီအထိနားလည်ကြပါသလားဟုတ်ပြန်ပြောပြမယ်မှတ်မိအောင်ပါဠိတော်ကျမတို့လေပါဠိတော်ကျမတို့ကလေဘယ်တော့မှမေးလို့မရဘူးပါဠိတော်ဒီပါဇက်ထဲမှာအာကုန်ပြန်ပြီးွားရင်ဒီပါဇက်ထဲမှာပါဠိတော်ဆွဲနေရမှာပတိတန်တိတ်ခဏေဝိဘာကဗျာကတံဧကံခန္ဓံပဋိစ္စတယောခန္ဓာတယောခန္ဒီပရိစ္ဆဧကောခန္ဓောဒွေခန္ဒီပရိစ္ဆဒွေခန္ဓာအဲ့ဒီမှာဒါကနာမ်ကြီးပဲရှိတဲ့ပစ္စည်းတွေအတွက်ရုပ်ပါရှိရင်ပဋိသန္ဓိခဏေဝိပါကဗျာကတံဧကံခန္ဓံပရိစ္ဆတယောခန္ဓာကတ္တတာစရူပံတယောခန္ဒီပရိစ္ဆဧကောခန္ဓောကတ္တတာစရူပံဒွေခန္ဒီပရိစ္ဆဒွေခန္ဓာကတ္တတာစရူပံခန္ဒီပရိစ္ဆဝိထုဝိထုံပရိစ္ဆခန္ဓာဆိုတဲ့ပါဠိတော်လေးကိုခြာရေးလိုက်ခြာရေးတယ်ဆိုတာကပါဠိတော်အကုန်ရေးခိုင်းတာမဟုတ်ဘူးအဲ့တော့ပဋိသန္ဓေစိတ်16ပါးစေတသိက်35ပါးဧကံခန္ဓာတယောခန္ဓာတွေနဲ့ဟောထားတဲ့အတွက်ကြောင့်အစိတ်နာမခန္ဓာဆိုလိုချင်တာနှစ်ဖက်လုံးမှာနာရှိရင်အစိတ်နာမခန္ဓာထည့်လိုက်ပြီးကတ္တတာယုတ်လေးရှိတော့ကတ္တတာယုတ်လေးယာထားပြီးခန္ဓေပရိစ္ဆဝိထုဆိုပစ္စည်းဘက်တည်းမှာခန္ဓေပစ္စယုပ္ပံဘက်မှာဝိထုပြီးဝိထုံပရိစ္ဆခန္ဓာဆိုရင်ပစ္စည်းဘက်ချက်မှာဝိထုပစ္စယုပ္ပံချက်မှာခန္ဓာအဲ့ဒီခန္ဓာတွေကအကုန်လုံးအပေါ်ကပြင်စာဝအပေါ်ကပဋိသန္ဓေ16ပါးထဲမှာရှိပြီးသားဒါပေမဲ့ပဋိသန္ဓေ16ပါးကိုယူတော့ကအစိတ်နာမခန္ဓာနဲ့ဟောတာအခုကျတော့ရုပ်နဲ့တွဲပြီးဟရိယဝတ္ထုနဲ့တွဲဟောတဲ့အခါမှာတစ်ဖက်ထဲမှာနာမ်ရှိတဲ့အတွက်ကြောင့်အစိတ်အပေါင်းဒါဆိုရင်အရေးအတွက်ကိုကျမတို့ကအပေါ်က16ပါးထဲမှာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခေါက်
ထပ်ပြီးပြေစာဝကရာပဋိသန္ဓေ15လို့မပြောတော့ဘဲနဲ့သူ့ရဲ့အစားအစိတ်အပေါင်းနဲ့ခေါ်ထားတဲ့ကြောင့်အစိတ်အပေါင်းနာမခန္ဓာဆိုထပ်ပေါင်းလိုက်မယ်နှစ်ဖက်လုံးမှာပေါင်းမယ်အဲ့ဒါနှစ်ဖက်လုံးမှာခန္ဓာပရိစ္ဆဝတ္ထုဝတ္ထုပရိစ္ဆခန္ဓာဆိုတဲ့ခန္ဓာနှစ်ဖက်လုံးမှာပါတဲ့အတွက်ကြောင့်ကဲနောက်ဟရိယဝတ္ထုအလှည့်ရောက်လာပြီပစ္စည်းဘက်အချမ်းမှာတော့ယုံမရှိရတဲ့ကြောင့်ဟရိယဝတ္ထုဟာဟရိယဝတ္ထုတိုင်းရှိနေမှာပစ္စည်းဥပ္ပံအချမ်းမှာကျတော့ကတ္တတာယုတ်ရှိပြီးသွားပြီအဲ့ဒီကတ္တတာထဲမှာလေဝိထုတတကကလက်ကပါပြီးသားဒါကြောင့်ကျမတို့ကဝိထုသီးတံရေးစရာမလိုတော့ဘဲနဲ့အဲ့ဒီဝိထုရုပ်ကလေးဒီကတ္တတာထဲမှာရှိတယ်တကလတာထဲဝင်သွားတယ်လို့မှတ်ပါကဲဒါဆိုရင်ကျမတို့နှစ်ဖက်လုံးပစ္စည်းဘက်အရာတရားရောပစ္စည်းဥပ္ပံအရာတရားရောကျမတို့တွေခြာရေးနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ကတ္တာကောက်တော့မယ်ထုံးစံအတိုင်းနော်ပစ္စည်းဘက်ချမ်းတရားကိုအရင်ရေးကိုထက်ဝါရထက်ပစ္စည်းဥပ္ပံတရားကိုကူရေးနောက်ဆုံးမှာပစ္စည်းဥပ္ပံတရားယာဤနဲ့ပဲကဲဒါလေးကိုကျွန်မအပြည့်အစုံလေးနော်ဒါပဋိသန္ဓေခါနဲ့ရေးပြမယ်အပြာကတိနနော်အပြာကတိနအပြာကတံ၌အပြာကတံ၌ပฏิသန္ဓေအခါအပြာကတောဓမ္မောဟုသောနော်အပြာကတောဓမ္မောဟုသောကတ္တာပုတ်ဤအရာခါစာရီထဲနော်လိုက်ရေးစရာမလိုဘူးနော်ဆရာမှတ်စုထဲမှာအပြည့်စုံရှိပြီးသားဒီနေ့ကျွန်မမှတ်စုမဖွင့်ပြတာကျွန်မ PDF ဖိုင်ကိုမှားထည့်တာဘာထည့်လဲဆိုတော့ပါဠိတော်စာအုပ်ကြီးမှားထည့်လိုက်တာဒါသင်မယ်လို့တော့မှဩဒါမှတ်စုစာအုပ်မဟုတ်ပါလားဆိုပြီးတော့မနောက်တစ်ပတ်ကျရင်နောက်တစ်ပတ်မဟုတ်လက်ဖြန်နော်လက်ဖြန်စာဝီလေးပဲပြောအောင်ပါဆိုတော့လက်ဖြန်ထည့်ထားမယ်ဥစာသင်ပြီးအောင်ထည့်ထားမယ်အရာကအဲ့တော့မှကျမတို့ကပฏิသန္ဓေစိတ်ပစ္စည်းဘက်အချမ်းကိုကူးထဲပဝိပြပဝိတိနဲ့ပြပฏิသန္ဓေဆိုရင်ဘုံမသက်နေပฏิသန္ဓေစိတ်16ပါးထဲမှာအရူပပฏิသန္ဓေတွေပါလို့ဘုံသက်လို့မရဘူးအဲပฏิသန္ဓေစိတ်ဧကုဏဝိသဆိုတဲ့ဇက်ကိုစေတသိက်ပြင်စတိန်သဆိုတဲ့35ခုနကျမတို့အစိတ်နာမခန္ဓာကတစ်ချက်ပြီးအစိတ်အပေါင်းနာမခန္ဓာအဲ့တော့အစိတ်တခါလေးပေါင်းလို့မယ်နော်ပြောတော့မယ်နော်အစိတ်အပေါင်းတခါလေးနောက်ဆုံးမှာနာမခန္ဓာနဲ့ရေးမယ်အဲ့တော့အစိတ်အပေါင်းနာမခန္ဓာဟတယဝေထုဒါပစ္စည်းဘက်အချမ်းမှာရှိတဲ့မြအကုန်ယူရမယ်ဆိုတဲ့ဟတယဝိထုကိုဆွဲ၍ဖြစ်သောနော်ဆွဲ၍ဖြစ်သောပฏิသန္ဓေစိတ်ပစ္စယုပ္ပန္နဘက်ကတရားတွေအကုန်ကူးရေးထဲတော့အဲပฏิသန္ဓေစိတ်19စေတသိက်35အစိတ်အပေါင်းနမခန္ဓာကတ္တတာယုတ်နော်ပစ္စယုပ္ပံတရားယာဤအဲ့ဒါဓမ္မကတ္တာကောက်လေးကိုဓမ္မမိတ်ဆွေတွေအကုန်လုံးစာချက်ဆရာမလို့အောင်ဘလို့ကောက်နီးလေကောက်လေဆိုတဲ့နီးပဲပေးတာစာတစ်လုံးမှချက်ဖို့မလို့မှတ်စုတွေအသေးအံလိုက်ရေးနေဖို့မလို့ဒါပေမဲ့ဇယားလေးเนาะကျမပစ္စည်းဘက်အချမ်းမှာရှိတဲ့เนาะတရားပစ္စယုပ္ပံဘက်မှာရှိတဲ့တရားကတော့ကိုယ့်ဘာသာကိုမှတ်စုထုတ်ပြီးရေးထားရင်ပိုကောင်းတယ်เนาะပြီးွားရင်မှီနီးနဲ့ကတ္တာကောက်ရန်ပုံသေးနီးဆိုပြီးတော့ပစ္စည်းဘက်ချမ်းကတရားကိုအရင်ရေးပါရေးပြန်အနှစ်ချုပ်ပြီးပြီမယ်နော်ကျမဒီနေ့ပြပဝိတိပြပฏิတန်နေနည်းနည်းလေးပြရုပ်သက်သက်မှတ်မိတော့နည်းနည်းတော့ကောက်ပြမယ်နော်ရုပ်သက်သက်ကောက်ပြလိုက်မယ်အခုပฏิတန်နေလွှာရပြီလားပฏิတန်နေလွှာစိတ်ပေါ့ဒါ
အကုန်လုံးပဋိသန္ဓေဆိုတာအကုန်လုံးရကြလား ဟုတ်ရပါပြီဆရာမ ဆရာမ နော်ဒီရတဲ့ ရ လူက ပါတယ် နော်မရရင်မရတဲ့လူကပြောနော်တခြားလူတွေရလို့ကိုယ်မပြောချင်ဘူးလို့နဲ့မရရင်မရတဲ့လူကပြောကျွန်မရတဲ့အထိရှင်းပြပေးပါဒါဆိုရင်ဒီနေ့ရုပ်သက်သက်လေးနည်းနည်းကောက်ချင်တယ်ဝိထုကံကတော့နှစ်ဖြတ်မှာသွားမယ်ဟို9နာရီထိုးဖို့9မိနစ်လေးလိုသေးတယ်အချိန်လေးရရင်သင်တို့အစဉ်ပြေနိုင်လေးအစဉ်ပြေတဲ့အချိန်လေးရတယ်ဆိုရင်တော့နည်းနည်းလေးဆက်ချင်တယ်နော်အဲ့တော့ရုပ်သက်သက်ကောက်တော့မယ်ရုပ်သက်သက်ကောက်တော့မယ်ဆိုရင်အခုကျမတို့ကောက်မဲ့ရုပ်သက်သက်ဒီပြရုပ်သက်သက်ဒီသဟဇာတအတွက်ကောက်မှာသဟဇာတမှာ9ရုပ်လုံးကောက်ပြလိုက်ရင်ကျန်တဲ့4ရုပ်ရတာ3ရုပ်ရတာ2ရုပ်ရတာ1ရုပ်ရတာတွေအကုန်လုံးအဲ့ဒီပုံစံနဲ့ကောက်ရုံပဲကဲဒါဆိုရင်ကျမပြရုပ်သက်သက်ကိုနော်ကောက်ပါမယ်အဲ့တော့ပြရုပ်သက်သက်နော်ရုပ်ကြီးပဲကောက်တာအဲ့တော့ပြရုပ်သက်သက်ကိုကောက်တဲ့အခါမှာကျမတို့ဒီစီးမြင်းလေးကိုမြင်ထားပါနော်ကျမတို့ဟောဒီဘက်မှာနော်ဒီဘက်ပြနော်ပစ္စည်းပြပဝိတဒီပစ္စည်းဥပ္ပံပြမှာဒီဘက်ချမ်းမှာပစ္စည်းဘက်အချမ်းမှာခုနကကျမပြောတာမဟာဗုဒ္ဓကြီးပဲနေတယ်ဟုတ်လားဟုတ်လားစတ္တာရောမဟာဗုဒ္ဓရာဆိုအဲ့တော့အဲ့ဒီအတွက်နှစ်ဖက်လုံးမှာမဟာဗုဒ္ဓရှိတယ်လို့မှတ်လိုက်ပါနောက်တစ်ခါသဟဇာတနောက်ဆုံးအလွှာလေးကမဟာဗုဒ္ဓေဘာကိုကျေးဇူးပြုတာမဟာဗုဒ္ဓေဥပါဒာယုတ် ဒါဆိုရင်ပစ္စည်းဥပ္ပံဘက်မှာမဟာဘုတ်နဲ့ဥပါဒါယုတ်ရှိတယ်လို့မှတ်လိုက်ပါဒါဆိုရင်ကျမတို့ဟောဒီမှာယုတ်9ယုတ်ရတဲ့အတွက်ကြောင့်ကာကြီးစေတဇပြောရမယ်နော်စေတဇမဟာဘုတ်ခဝေပတိတန်ဒီကမ္မဇမဟာဘုတ်နော်ဒီဘက်မှာမဟာဘုတ်တွေကြီးပဲပြီးရင်ဂါငယ်ဘာဟိရမဟာဘုတ်ဂါကြီးနော်ဥဒုဇာမဟာဘုတ်ငါအဟာရဇာမဟာဘုတ်စာလုံးအာတင်ညက်သက်ကမ္မဇမဟာဘုတ်စလေနော်ပဝိတိကမ္မဇမဟာဘုတ်ဆိုပြီးမဟာဘုတ်9ရုပ်ဒီပစ္စည်းဘက်အချမ်းမှာရှိပါမယ်ဒီမှာပစ္စည်းဘက်အချမ်းမှာမဟာဘုတ်တွေကိုအမိအတိအကျတက်ပြီးကောက်ပြီးွားပြီးဖြစ်တဲ့ကြောင့်ပစ္စည်းဥပ္ပံအချမ်းမှာကြတော့ဘုတ်နှစ်တကွာတော်ဆိုပြီးတော့မဟာဗုဒ္ဓကိုအကုန်ချုပ်ယူလိုက်တယ်ပြီးတော့မှစေတဇခုနကာကြီးနော်ခဏလေးနော်ကာကြီးကအမှတ်စဉ်လေးမြင်အောင်တက်တာနော်ဆိုတဲ့ခါကျကာကြီးရေထည့်စုရမလို့ကာကြီးစေတဇဥပါဒါယုတ်ဗုဒ္ဓကိုတစ်ခေါက်ပြန်မဆိုတော့ဘုံနှစ်တကွာတော်ဆိုရင်ရပြီနော်ဘုံနှစ်တကွာတော်ဆိုရင်ရပြီစေတဇဥပါဒါယုတ်ပြီးွားရင်ပတိတန်ဒီကမ္မဇဥပါဒါယုတ်ပြီးရင်ကျန်တဲ့ယုတ်တွေဥပါဒါတွေကျန်တဲ့ဥပါဒါ9ယုတ်ပြအောင်ဆိုလိုက်မှာပေါ့နော်ဒါဆိုရင်ကျမတို့ပစ္စည်းဘက်အချမ်းမှာမဟာဘုတ်9ယုတ်ပစ္စည်းဥပ္ပံအချမ်းမှာမဟာဘုတ်နဲ့တကွာနော်ဥပါဒါ9ယုတ်ရှိတယ်ဆိုလိုချင်တာပစ္စည်းဥပ္ပံမှာမဟာဘုတ်9ဘုတ်လည်းရှိသလိုဥပါဒါ9ယုတ်လည်းရှိပါတယ်နော်အဲ့လိုမျိုးလေးမှတ်လိုက်ပါဒါဆိုရင်ကျမတို့ပစ္စည်းဘက်အချမ်းကနော်ပစ္စည်းဘက်အချမ်းကိုကျမတို့ကအရင်ကောက်ကမယ်နော်ပစ္စည်းဘက်အချမ်းကိုအရင်ကောက်တဲ့အခါမှာဟောဒီမှာနော်ကောက်မှာတော့ကတာပဲရုပ်ချင်းရုပ်သက်သို့တော်လေအဲ့ဒီရုပ်တွေကစိတ်ကြောက်ဖြစ်တဲ့ရုပ်တွေရှိတယ်ကန်းကြောက်ဖြစ်တဲ့ရုပ်တွေရှိတယ်ကဲဘာရရုပ်ဆိုရင်ဥမာစိတ်တစားရုပ်ဆိုရင်ကဲစိတ်ကြောက်ဖြစ်တဲ့
နော်ရုပ်ဆိုတဲ့အတွက်ကြောင့်စိတ်တစားရုပ်ကိုဖြစ်စေတဲ့စိတ်တွေကုသိုလ်စိတ်တွေကုသိုလ်ပြုတဲ့အခါမှာကုသိုလ်ပြုအပ်တဲ့စိတ်တစားရုပ်အကုသိုလ်ပြုတဲ့အခါမှာအကုသိုလ်ပြုအပ်တဲ့စိတ်တစားရုပ်ဝိပက္ခရိယာတွေဖြစ်တဲ့ချိန်မှာလေဝိပက္ခရိယာပြုအပ်တဲ့စိတ်တစားရုပ်ရမယ်ဒါဆိုရင်စိတ်တစားရုပ်ကိုကောက်တော့မယ်ဆိုရင်အဲ့ဒီစိတ်တစားရုပ်ကိုဖြစ်စေတဲ့စိတ်တွေကိုဖော်ပြပေးရမယ်ပြန်ပြောမယ်နော်ကျမတို့ကောက်နေတာရုပ်တက်တက်နော်ဒါပေမဲ့ရုပ်9ရုပ်ထဲမှာစချင်းစိတ်တစားရုပ်သည်စိတ်ကြောက်ဖြစ်သောရုပ်ဆိုတဲ့အတွက်ကြောင့်အဲ့ဒီရုပ်ကိုဖြစ်စေတဲ့စိတ်တွေကိုဖော်ပြပေးရမယ်အဲ့ဒီစိတ်တွေကလေပြင်စာဝေါကာရဘုံမှာလည်းဖြစ်တဲ့စိတ်တွေရှိသလိုစတုဝေါကာရဘုံမှာလည်းဖြစ်နိုင်တဲ့စိတ်တွေရှိတယ်စတုဝေါမှာဖြစ်ရင်တော့စိတ်တစားရုပ်ကိုမဖြစ်စေပဲပြင်စာဝေါကာရဘုံမှာဖြစ်တဲ့အခါမှာပဲစိတ်တစားရုပ်ကိုဖြစ်စေတဲ့အတွက်ကြောင့်ဘုံတက်ပေးရမယ်ဒါဆိုရင်ကျမတို့စိတ်တစားရုပ်ကိုမဖြစ်စေတဲ့စိတ်ကလေးတွေကျင်ပြီးကြံတာကိုအရေးအတွက်ထည့်ပေးစရာမလိုဘူးအဲ့တော့စိတ်တစားရုပ်ကိုမဖြစ်စေတဲ့ရုပ်ကိုမဖြစ်စေတဲ့စိတ်တွေဒီနော်အရူပဝိဘက်4ဒွေပိစဝိညာဉ်30ယဟန္တာတို့စုတီအဲ့ဒီစိတ်တွေဒီစိတ်တစားရုပ်ကိုမဖြစ်စေဘူးကြံတဲ့စိတ်တွေကတော့စိတ်တစားရုပ်ကိုဖြစ်စေတဲ့အတွက်ကြောင့်အဲ့ဒီပစ္စည်းဘက်အချမ်းကစိတ်တစားမဟာဘုတ်ရှေ့မှာဘုံအရင်တက်မယ်ပြေစာဝေါကာရဘုံ၌ဖြစ်သောအခါစိတ်တစားရုပ်ကိုမဖြစ်စေတဲ့စိတ်တွေကိုကျင်ထုတ်လိုက်မယ်ကျန်တာအကုန်ဖြစ်မယ်လို့ပြောမှာဟုတ်ဒါကြောင့်စိတ်တစားရုပ်ကိုမဖြစ်စေတဲ့အရူပဝိဘက်4နော်ဒါအရူပဘုံမှာဖြစ်တဲ့အတွက်ကြောင့်စိတ်တစားရုပ်ကိုလုံးဝဖြစ်စေအရူပဝိဘက်4ပြီးရင်ဒွေပိစဝိညာဉ်30စိတ်တစားရုပ်ကိုမဖြစ်စေပါဘူးယဟန္တာတို့သုတိစိတ်တစားရုပ်ကိုမဖြစ်စေပါဘူးဒါကြောင့်ကျမဟောဒီနော်ပစ္စည်းဘက်အချမ်းမှာထည့်ရမယ်စာလေးသည်နော်ကုသိုလ်ပြုအပ်တဲ့စိတ်တစားရုပ်တွေအကုသိုလ်ပြုအပ်တဲ့စိတ်တစားရုပ်တွေဝိပက္ခရိယာပြုအပ်တဲ့စိတ်တစားရုပ်တွေသည်ပြင်စာဝေါမှာဖြစ်မှစိတ်တစားရုပ်ကိုဖြစ်စေမယ်ဒါကြောင့်နော်ကျမအပြည့်အစုံလေးစခုချင်းလေးရေးပြတော့မယ်နော်အပြာကတိနနော်အပြာကတိနအပြာကတံ၌အပြာရုပ်သက်သက်ပေါ့နော်ရုပ်သက်သက်လို့ကိုယ်နဲ့ထည့်တာပဝိတိဆိုပဝိတိပဋိသန္ဓေဆိုပဋိသန္ဓေနော်ရုပ်သက်သက်ဆိုရုပ်သက်သက်အပြာကတော်ဓမ္မောဟူသောကတာပုတ်ဤအရာကနော်ဓမ္မောဓမ္မမဟုတ်ဘူးအပြာကတော်ဓမ္မောဟူသောကတာပုတ်ဤအရာကအဲ့တော့မှကျမခုနဘုံတက်လိုက်မယ်နော်စေတစာရုပ်ကိုပြင်စာဝေါမှာဖြစ်မှဖြစ်စေမှာပြင်စာဝေါကာရဘုံ၌ဖြစ်သောအခါအဲ့တော့မှစေတစာရုပ်ကိုမဖြစ်စေတဲ့စိတ်တွေကိုအရင်ချင်းအဲ့တော့အရူပဝိဘက်4တွေပြင်စာဝိညာဉ်30ယဟန္တာတို့သုတိစေကျင်သောတို့ကစိတ်တစားရုပ်ကိုမဖြစ်စေတော့ကျင်ထုတ်ပေးတာကျန်တာတွေကရုပ်သက်သက်ကောက်နေတာဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့စိတ်တွေစိတ်တစားရုပ်ကိုဖြစ်စေတဲ့စိတ်တွေကိုအရေးအတွက်ထည့်ပေးစရာမလိုအမျိုးအစားပြောရင်ရပြီကဲအဲ့ဒီအမျိုးအစားကနော်ကျမတို့ကုသိုလ်နော်ကုသိုလ်လို့ပြောလိုက်ရင်ဒါ21တွေပဲထည့်ပေးစရာမလိုဘူးအကုသိုလ်ဝိဘတ်ကရိယာနာမခန္ဓာတို့သည်အဲ့ဒီကုသိုလ်နာမခန္ဓာတွေအကုသိုလ်နာမခန္ဓာတွေဝိဘတ်နာမခန္ဓာတွေက
ကရိယာနာမခန္ဓာတို့သည်အဲ့ဒီမှာနှစ်ခုမှားတက်လို့သိချပြောမယ်နော်နာမခန္ဓာတို့သည်ယထာရဟအတူယထာရဟပြုအပ်တော့အတူမဟုတ်ပြုအပ်တော့ယထာရဟပြုအပ်တော့ယထာရဟဆိုတာဘာလဲလို့ပြောရင်ထိုက်တဲ့တယ်လို့ထိုက်တဲ့တယ်လို့နော်ထိုက်တဲ့တယ်လို့ကျမတို့ကုသိုလ်ပြုရင်ကုသိုလ်ပြုတဲ့စေတစာယုတ်ကလေးအကုသိုလ်ပြုရင်အကုသိုလ်ပြုတဲ့စေတစာယုတ်ကလေးထိုက်တဲ့တယ်လို့ဖြစ်တာကိုယထာရဟပြုအပ်တော်လို့ဆိုတယ်နော်ကမ္မစာယုတ်ရှိမှာဝိသေသလာရင်တော့ယထာရဟအတူဥပတ်တော်အဲကြောင့်နှစ်ခုပြီးတော့မှရှင်ပြောမယ်နော်ပြုအပ်တော်အဲ့တော့မှစိတ်တစားရှိမှာဝိသေသသူ့ရဲ့ဝိသေသတက်လို့ပြီးပြီနော်စိတ်တစားမဟာဘုတ်မဟာဘုတ်ကြံခဲ့လို့မရဘူးနော်ပစ္စည်းပဲအချက်မှာမဟာဘုတ်ပဲရှိရတဲ့ကြောင့်စိတ်တစားမဟာဘုတ်စိတ်တစားမဟာဘုတ်ကောက်ပြီးွားရင်ဒီတစ်ခါကမ္မစမဟာဘုတ်ကမ္မစမဟာဘုတ်တွေကသူ့ကြီးဖြစ်တာလားကမ္မစမဟာဘုတ်လို့ပြောလိုက်သူနဲ့အတူဖြစ်မဲ့ပဋိသန္ဓေမပါဘူးလားဟုတ်လားကန်းကြောက်ဖြစ်တဲ့မဟာဘုတ်ကမ္မစယုတ်တွေဒီပဋိသန္ဓေစိတ်နဲ့အတူဖြစ်တော့အဲ့ဒီပဋိသန္ဓေစိတ်က16ပါးလား15ပါးလား15ပါရုပ်တဲ့ဆိုတော့ပိစာဝေါအတွက်ပေါ့15ပါးပေါ့ဒါကြောင့်ကျမတို့နော်ပိစာဝေါကာရပဋိသန္ဓေလို့ရေးလိုက်ပါမယ်ပဋိသန္ဓေတန်းရေးတယ်ပါဇက်ကပြောတော့ပိစာဝေါရေးပြီးတော့ပိစာဝေါကာရပဋိသန္ဓေဗန္နရတလို့ပဲရေး15လို့ပဲရေးအဲ့ဒီပဋိသန္ဓေစိတ်15ပါးပဏ္ဏရတ္တဒုနေဦးကြတော့ယထာခုနနော်ယထာခုနယထာရဟပြုအပ်တော့ဒီမှာကြတော့ယထာရဟအတူဥပတ်တော်တို့ကြတော့ထိုက်တဲ့လို့မဟုတ်အတူတကွကိုဖြစ်ကမှာပဋိသန္ဓေစိတ်ကလေးဥပတ်လိုက်တာနဲ့နော်အဲ့ဒီကမ္မဇာယုတ်ကလည်းနော်ကမ္မဇာပဋိသန္ဓေကမ္မဇာယုတ်ကလည်းအတူတူဖြစ်ကမယ်ဒါကြောင့်ခုနထိုက်တဲ့လို့မဟုတ်ဘဲနဲ့အတိအကျကိုအတူတကွဖြစ်ကမယ်လို့ပြောကြနော်ယထာရဟအတူဥပတ်တော်အဲ့တော့မှပတိသန္ဓေကမ္မဇာယုတ်ကမ္မဇမဟာဘုတ်အဲ့ဒီနှစ်ရုပ်ရှိမှာပဲတဲ့ကျမတို့ကစိတ်ကြောက်ဖြစ်စေတဲ့စိတ်တစားယုတ်မို့လို့အဲ့ဒီစိတ်တစားယုတ်ကိုဖြစ်စေတဲ့စိတ်တွေကိုဖော်ပြပေးရတယ်ပဋိသန္ဓေကမ္မဇာယုတ်ဒီလဲပဋိသန္ဓေစိတ်တွေနဲ့အတူဖြစ်တဲ့ကြောင့်ပဋိသန္ဓေစိတ်တွေကိုဖော်ပြပေးရတယ်ကျန်တဲ့ဘာဟိယဘာဝိတေသမမလို့ဘူးဘာဟိရမဟာဘုတ်နော်ဘာဟိယမဟာဘုတ်ကျွန်တော်တန်းစီရေးုံပဲနော်တန်းစီရေးုံမှာဘာဟိယမဟာဘုတ်ဥတုဇာမဟာဘုတ်ပြီးရင်ဟာရာဇာမဟာဘုတ်နော်ပြီးရင်အာတိညတကမ္မဇာမဟာဘုတ်နောက်ဆုံးမှာပဝေတိကမ္မဇာမဟာဘုတ်အဲ့တော့ကျွန်မနည်းနည်းလေးအပေါ်ကခုနဇရာကွက်လေးနဲ့ကောက်ထားတာကိုကျွန်မပြန်ပြမယ်နော်ပစ္စည်းဘက်အချမ်းမှာမဟာဘုတ်9ရုပ်ရှိတယ်ဒါသဟကြီး4ခုအတွက်ကောက်ပြလို့တကယ်လို့များကျွန်မဒီနေရာမှာကမ္မပစ္စည်းတို့ဣန္ဒြိယပစ္စည်းတို့ကောက်ရင်နော်စိတ်တစနော်ယုံနဲ့အတူကြံတဲ့ကန့်ကြောက်ဖြစ်တဲ့ယုတ်3ယုတ်နော်ပရိသန္ဓေကမ္မဇမဟာဘုတ်ပြီးအတ္တယဇကမ္မဇမဟာဘုတ်ပဝိတိကမ္မဇမဟာဘုတ်ဆိုရင်4ယုတ်ပဲရဒါကမ္မနဲ့ဣန္ဒြိယဆိုရင်အာဟာရပစ္စည်းအတွက်ဆိုရင်3ယုတ်ပဲရမယ်စေတစမဟာဘုတ်ပရိသန္ဓေကမ္မဇမဟာဘုတ်အာဟာရစမဟာဘုတ်
ဟေတုတို့နော်ဇာနာတို့မက္ခတို့ဆိုရင်ကျမတို့နှစ်ရုပ်ရဘယ်ရမယ်စိတ်တစားအာဘုံနဲ့ပဋိသန္ဓေကမ္မစမဟာဘုတ်ဟေတုတို့မက္ခတို့ဆိုရင်တဟိတ်ပါထည့်ပြောရမယ်သူကတဟိတ်စိတ်တွေဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်ရုပ်သက်သက်ကောက်တဲ့အခါမှာပစ္စည်းဘက်အချမ်းမှာမဟာဘုတ်နေပါပစ္စည်းဥပ္ပံအချမ်းမှာမဟာဘုတ်နဲ့ဥပါဒာရှိရမယ်အဲ့ဒီလိုဘယ်နဲ့ရုပ်ကောက်စိတ်တစားပါရင်စိတ်တစားရုပ်ကိုဖြစ်စေတဲ့နော်စိတ်တွေကိုအရှိမကောက်ပေးရမယ်ပဋိသန္ဓေကမ္မစရုပ်ကောက်ရင်ပဋိသန္ဓေစိတ်ပဋိသန္ဓေကမ္မစရုပ်နဲ့အတူဖြစ်တဲ့ပဋိသန္ဓေစိတ်ကိုထည့်ပေးရမယ်ကြံရုပ်တွေရှေ့မှာဘာဝိသေသမှမလိုပါဘူးပြန်ပြောမယ်နော်ရုပ်သက်သက်လေးကခတ်တယ်ထင်တယ်မခတ်ဘူးစာရီကတော့ရှေ့တာပေါ့ခုနှစ်ရုပ်ရရင်မဟာဘုတ်ခုနှစ်ဘုတ်လုံးရေးပြည့်စုံမှာလည်းမဟာဘုတ်နဲ့ဥပါဒခုနှစ်ရုပ်လုံးရေးလေးရုပ်ရရင်လေးရုပ်ရေးသုံးရုပ်ရရင်သုံးရုပ်ရေးနှစ်ရုပ်ရရင်နှစ်ရုပ်ရေးတစ်ရုပ်ခွဲရရင်တစ်ရုပ်အဓိပတိဆိုတစ်ရုပ်ခွဲရေးရမယ်စိတ်တစားပဲရေးရမယ်တို့တာပေါ့အခုတော့ခုနှစ်ရုပ်လုံးရတဲ့သဟဇာတာကိုပြောတဲ့အတွက်ကြောင့်အဲ့ဒီမှာခုနှစ်ရုပ်လုံးတန်းစီရေးတော့စာရီရရှေးနေတာကကြီးနဲ့ခခွေးရှေ့မှာပဲအဲ့ဒီရုပ်တွေကိုဖြစ်တဲ့စိတ်တွေကိုဖော်ပြပေးရမယ်စိတ်တစားကတော့စိတ်ကြောက်ဖြစ်တဲ့ရုပ်မို့လို့အဲ့စိတ်တစားရုပ်ကိုဖြစ်စေတဲ့စိတ်တွေကိုဖော်ပြပေးပဋိသန္ဓေကမ္မစရုပ်ကတော့ပဋိသန္ဓေစိတ်နေအတူဖြစ်တော့ပဋိသန္ဓေစိတ်တွေကိုဖော်ပြပေးဒါပဲအဓိကအဲ့တော့အဲ့ဒီစိတ်တစားတွေကနော်ပြေစာဝေါကာရဘုံမှာဖြစ်မှအဲ့ဒီစိတ်တွေကစိတ်တစားရုပ်ကိုထုတ်မှာဒါကြောင့်ဘုံသက်နော်ဒါဆိုရင်ကျမတို့အပြည့်အစုံပြောတော့ပြေစာဝေါကာရဘုံ၌အဗျာကရေနအဗျာကဒံ၌အဗျာကရောဓမောဟူသောကတ္တာဘုံ၏အရာကရုပ်သက်သက်လေးကိုခွင်းနဲ့ထည့်ပြီးသွားရင်နော်အရာကပိစာဝေါကာရဘုံ၌ဖြစ်သောအခါအရူပဝိဘက်လေးဒွေပိစဝိညာဉ်တစ်စေယဟန္တာတို့စုတိကျင်သောနော်ကုသိုလ်အာကုသိုလ်ဝိဘက်ကရိယာနာမခန္ဓာတို့သည်ယထာရဟပြုအပ်သောစိတ်တစားမဟာဘုတ်ပြီးပြေစာဝေါကာရပဋိသန္ဓေပဏ္ဏရတတို့နှင့်ယထာရဟအတူဥပတ်သောပဋိသန္ဓေကမ္မစမဟာဘုတ်ကျန်တဲ့နောက်၅ရုပ်ကိုတန်းစီရေးလိုက်ပါအဲ့၅ရုပ်ရေးပြီးဝိုင်းပစ္စည်းဘက်ချမ်းကတရားစုံပြီးဖြစ်တဲ့အတွက်ကြောင့်ကိုတက်ဝါရထက်ရုပ်သက်သက်ဆိုတဲ့အတွက်ကြောင့်ဝါရ၄ခုပဲရမယ်တန်တက်ထတွေတန်မြုပ်တာတွေမရဘူးမေးတဲ့ဝါရနဲ့ဖြေကဲဒါဆိုရင်ပစ္စည်းဘက်အချမ်းပြီးပြီဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းဥပ္ပံအချမ်းကိုရေးတဲ့အခါမှာဘုံနဲ့တကွာသောဆိုပြီးတော့ဥပါဒါ9ရုပ်ကိုကာကြီးကနေစလိန်ထိကာကြီးခတ်ကိုတွေမထည့်နဲ့နော်ကျမနံပါတ်စင်လေးတွေမြင်အောင်ပြောတာတော့ကမ္မစရောက်ရင်ကမ္မစမှာဘယ်နံပါတ်တွေရလဲအလွယ်တကူပြောလို့ရတာပေါ့နော်အဲ့တော့1နဲ့3နဲ့ရေးလဲရတယ်ကာကြီးခတ်ကိုနဲ့ရေးလဲရတယ်အဲ့တော့မဟာဘုတ်ကိုဘုံနဲ့တကွာသောလို့ပြောပြီးဥပါဒါ9ရုပ်လုံးတန်းစီရေးအဲ့တော့ကမ္မစိတ်တစဥပါဒါယုတ်ပဋိသန္ဓေကမ္မစဥပါဒါယုတ်ဘာဟိယဥပါဒါယုတ်ဥဒုစဥပါဒါယုတ်အာဟာရစဥပါဒါယုတ်အတ္တညတကမ္မစဥပါဒါယုတ်ပဝိတိကမ္မစဥပါဒါယုတ်ပစ္စည်းယုတ်ပံတရားယာဤတတာကောက်လို့ရခုံးတန်အတိုင်းပစ္စည်းကိုအရင်ရေးကိုထဲဝါရထဲပစ္စည်းဥပ္ပံအချမ်းကိုရေးပစ္စည်းဥပ္ပံတရားယာဤနဲ့ပဲခဲဒါဆိုရင်ကျမတို့တတာရုပ်သက်သက်တတာ